ဒီဘလော့လေးကတော့ခရီးစပင်ရှိတော့ရိုက်ဖြစ်ထားခဲ့ဘလော့လေးကိုအခုမှတွေ့လို့အတိတ်ဖြစ်တာနဲ့တင်ပြလိုက်တာမလို့တီးခတ်ပြီးတော့အဆုံးတချို့ပေးကြပါအောင်နော် Hello ခရီးပါဒီနေ့ blog လေးကတော့မိသားစုနဲ့တူတူရှိတကုံဖျားသွားဖို့ခဲ့ blog လေးပဲဖြစ်ပါတယ်ပပအနေနဲ့အနေချင်းမရိုက်ထားမလို့ပလေးပဲလိုက်ကြည့်ပေးကြပါအဲ့တော့ခရီးတို့အိမ်ကနေထွက်ပြီးတော့ဖျားနာရောက်ခဏနေချိန်လေးမှာပေါ့နော်ရိုက်ထားပဲဖြစ်ပါတယ်ဒါခရီးရဲ့ဒီနေ့ office chat ကလေးပေါ့နော်အနီရောင်လေးကိုထားပါတယ်ပြီးတော့အဲ့ဒီလမ်းထဲမှာပဲမုတ်ဆိုင်တွေ့လို့မုတ်လေးရလေးဆုံးနေဆိုပြီးတော့မုတ်ဝက်စားခဲ့ပါတယ်အစားတလိုက်ဆိုတော့လည်းမုတ်ဆိုင်တွေ့ရနေမနေနိုင်ဘူးပေါ့နော်ဒါလေးကတော့ခရီးဝက်စားခဲ့မုတ်လေးပါပြီးတော့အဲ့ကနေဖျားကိုလမ်းလျှောက်ပြီးတော့ထပ်သွားခဲ့ကြပါတယ်ပထမဖျားကိုမနက်ပတ်တက်ဖို့ပဲဒါပေမဲ့နေ့လယ်ပတ်ကြီးဖြစ်နေရောနေအရက်ဘူးကနေမတက်ဖြစ်ခဲ့ဘူးပေါ့နော်ညနေမှတက်မယ်ဆိုပြီးတော့ happy wall ထဲဝင်လိုက်ပါတယ်ဝင်ပြီးတော့ happy wall ရှိမှရှိရဲ့စားတော့စားဆိုင်မှာနေ့လယ်စာဝင်စားခဲ့ကြပါတယ်ဒါကတော့ခရီးရဲ့ဖေဖေနဲ့မမီပဲဖြစ်ပါတယ်အမတ်တရအနေနဲ့မမတက်ပုံရိုက်ပြီးနေပါတယ်ခရီးနေ့လယ်စာကိုပါမစားခဲ့လေဆိုတော့ထမင်းပေါင်းဝဲမှာစားခဲ့ပါတယ်ထမင်းပေါင်းကဘေးဆိုင်တော့အများဆုံးစားဖြစ်တယ်လို့တော့ပြောရမယ်ပေါ့နော်ခရီးမမကကြတော့ခောက်ဆွဲကြော်စားတယ်ဖေဖေနဲ့မမီနဲ့ကကြတော့ထမင်းရဲ့ကုန်းမောင်ကြော်လာပါလားအဲ့ဒါစားရပေါ့နော်တော်တော်လေးစားလို့ကောင်းပါရဲ့အဲ့ဒီဆိုင်ရပေါ့နော်ဒါကတော့ရှင်တို့ရဲ့ခီတီလေးပဲဖြစ်ပါတယ်စားတာသမီးစားတော့မှဆိုတော့စပင်းကခြားတာအဆင်မပြေတဲ့အတွက်အိမ်ကနေပြီးတော့အရင်နေရယူလာတဲ့ဘန်ကလေးလေးညှက်လိုက်ပါရင်ညှက်ပြီးတော့ဝါဒီစားပြီးတော့ဆွဲပါတော့မယ်ဝါဒီဆွဲတာကတော့ food blogger လည်းမဟုတ်တဲ့အတွက်ကြောင့်မလို့အဆင်မပြေရလေးရှိဝိုင်းအလုံးတောက်မှချင်ပါရဲ့တိကျမျိုးကြည့်ပြီးပါလို့လည်းပြောချင်ပါရဲ့ခုဟာပဲကိုစားမဟုတ်တော့သူများဟိုင်လည်းလိုက်နှိုက်ပြီးတော့စားပါရဲ့မမီတို့ရှိရဟိုင်လည်းလိုက်နှိုက်စားရပေါ့နော်ကိုကနဲ့ကိုကမဝအောင်ကွာအဲ့တော့မမီတို့ရှိရလည်းနှိုက်စားပါရဲ့အဲ့မှာဘေးမှာမမလိုက်ရှုပ်ပါရဲ့အဲ့မှာကွာစားဖို့ကစားလို့ကမရအောင်အလှလောက်ပြနေရမဟုတ်တကယ်ပူတယ်ဟင်းကပူကြီးအထဲထဲကအလူကားလိုက်တာအဲ့တော့ရှာကြက်ရင်ကြက်သွားပေါ့နော်တော်တော်လေးပူပါရဲ့စားတာလေးကိုတော့နည်းနည်းကြုံလိုက်ပါမယ်စားတာတော့အကြိုက်ပဲစားရပဲဒါမဲ့မလှရတဲ့ကြောင့်မထည့်ချင်တော့ဘူးပေါ့နော်အဲ့တော့ဖြတ်လိုက်ပါရဲ့ဒါကတော့အေးတောက်ပြမှာပဲဖြစ်ပါရဲ့ဒါဘာလေးဆိုတော့ပန်းတိဖြော်လေးမှာထားပါရဲ့အမခွက်ကိုတစ်ချက်ရှိုးတော့မတောက်တာပန်းတိဖြော်ရင်မတောက်တာလာချပြီးတာညီမပြီးရခွက်ချီနေပါအဲ့နဲ့လို့တောက်ပါပဲပြီးတော့ဖះသွားမယ်ဆိုပြီးတော့ကာလာโอเคရောက်သွားပါတယ်ဒါတော့အစတွေကတော့စီစဉ်ထားပြီးသားပေါ့နော်ကာလာโอเคလဲဝင်မယ်ဆိုပြီးတော့အရင်ဝင်လိုက်ကြပါတယ်အဲ့တော့လေရောက်တာနဲ့မထူးတော့ဘူးဆိုပြီးတော့တချင်းကြီးအများကြီးဆိုခဲ့ပါတယ်ခရီးကတိတ်မဆိုးပေါ့နော်အဲ့လိုမျိုးဆိုရတယ်သဘောတိတ်ပြီးတော့မကြပါဘူးအမှတက်တော့ဆိုရတော့အရင်ကသဘောကျရပေါ့နော်တက်တော့လည်းဆိုခဲ့သူတချင်းတွေလည်းဆိုခဲ့ပါတယ်ဒါကကြတော့ခရီးရဲ့ချစ်ပဖေးကချစ်မမီကိုပေါ့နော်တချင်းလေးနဲ့ကျူနေရဲ့အခန်းလေးပဲဖြစ်ပါရဲ့ဒါကတော့မထည့်တော့ဘူးပေါ့နော်ပထမတော့ထည့်ချင်လို့ပါဒါကတော့ခရီးရဲ့မမပါခရီးရဲ့မမကတော့ပြောမြင်စရာမလိုသူကတချင်းဆိုတာအရင်ကသဘောကျပါတယ်ပြီးတော့ပွဲစည်းတွေမှာပြင်လိုက်တဲ့များလိုက်စီကအားမရလို့ဟာပြီးတော့ပြင်လိုက်တဲ့များပါ2ယောက်စီးခဲ့ပါသေးရဲ့အဲ့ဒါလေးအကောင့်တီးတဲ့လောက်အစိတ်ပြင်းတဲ့ဟာလေးပေါ့နော်တော်တော်လေးကိုကြောက်ဖို့ခေါင်းခဲ့ပါရဲ့ဒါပေမဲ့လည်းအမြဲတမ်းသွားတိုင်းစီးရပေါ့နော်စီးလို့ကောင်းလို့ပါပြီးတော့တက်ပုံရိုက်ချင်လို့ဆိုတာနဲ့ happy ကပန်းချံလေးတဲ့ဝင်ပြီးတော့တက်ပုံလည်းသွားရိုက်ခဲ့ပါရဲ့ပြီးတော့အမ happy coffee ပေါ့နော်ကြော်ညာနေရနဲ့ဖေဖေတို့ကလည်း coffee ကြိုက်တယ်ဆိုတော့တောက်ခဲ့ချပါတယ်အမ coffee ဝယ်တောက်လို့ရှိရင်မဲလီလည်းနိုင်ခွင့်ပေးရပေါ့နော်မဲလီလည်းနိုင်ခဲ့ပြီးတော့အမဖြောပြသေးဆက်တဲ့အစီအစဉ်လေးပါပါရပေါ့နော်အဲ့တော့ဆိုရင်အမခရီးကြိုက်တဲ့ favorite song လေးကိုစူပြရပေါ့နော်အဲ့တော့တော်တော်လေးအံ့ဩသွားပြီးတော့အများကြီးလည်းအားပေးခဲ့ပါတယ်နော်ဘလို့ရဲ့အစမှာပြောခဲ့တဲ့အတိုင်းရွှေတကုံဖျားဖို့သူတက်ခဲ့ပါတယ်ဒါကတော့ညနေဆောင်မှမိသားစုလေးပေါ့နော်ရွှေတကုံဖျားပြန်ပြီးတော့တက်ဖြစ်တာပါအရင်တော့ဆိုရင်တော့မနက်ဖက်ပဲတက်ဖြစ်တယ်ပေါ့နော်ဒါကတော့မမနေတူတူပေါ့နော်ဖျားကြီးမိပေါ့တက်တာပဲဖြစ်ပါတယ်ဖျားကြီးမိပေါ့ရောက်တာနဲ့ပေါ့နော်လုံးဝအေးချမ်းသွားပါပဲဖျားကလည်းရန်ကိုတက်ပဲပါပြီးလည်းမပြောတတ်ပါဘူးပြောလို့အမားပါသွားမှလည်းကြောက်လို့ပေါ့နော်အဲ့တော့တိတ်ပြီးမပြောတော့ပါဘူးဒါကတော့အောင်မြင်နေရလေးမှာပေါ့နော်ခီရိုတွေခဏထိုင်ခဲ့ကြပါတယ်ပြီးတော့တဖြည်းဖြည်းနဲ့ညဘက်မူချုံလာပေါ့နော်အဲ့ဒါနဲ့ပဲဗီဒီယို edit ချင်လို့ဆိုပြီးတော့မအနောက်ကနေပြီးတော့လည်းလျှောက်တဲ့ဗီဒီယိုလေးရိုက်ဖြစ်ခိုင်းထားပါတယ်အဲ့ဒါလေးကိုလည်းဘလော်ထဲမှာထည့်ပေးရပေါ့နော်ဖះရှိခိုးရေးတက်ပေးရလုပ်ပြီးတော့မမနဲ့တူတူပေါ့နော်နေရောက်တဲ့ရေးပြီးပေါ်မှာရှောက်ပတ်ခဲ့ကြပါတယ်ဒါကတော့အရင်ဘလော့မှာလည်းတူတူလုပ်ခဲ့ကြပါပေါ့နော်ပြီးရင်တော့ခီလေးကိုလည်းညမူချုပ်လိုက်ပြီးမလို့ပြန်ပါတော့မယ်ဆိုရင်တော့ခီလေးရဲ့ဒီနေ့ blog လေးကတော့ဒီလောက်ပါပဲ blog လေးကတော့တေးသေးချာချာတော့အခုနောက်ပိုင်းမရိုက်ဖြစ်ခဲ့ရမလို့ချီရအဆင်မဖြစ်သွားရင်တော့အလုံးတောက်မှချင်မရဲ့အစနေဆုံးချူပြီးလို့ကျေးဇူးများတင်ပါတယ် bye bye